ုံကြည်ချက်တိုင်းရှောင်းလန်းနိုင်ခဲ့တဲ့ Bronica ပြည်သူများလုံးပဲမင်္ဂလာများရွှေဦးဖိုက်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဝမ်ချန်ပီယံရှစ်ကို Bronica ရောက်လာချိန်မှာသူ့အပေါ်ပရိသတ်တွေကမျှော်လင့်ချက်ကြီးမားခဲ့ကြပါတယ်မြန်မာပရိသတ်တွေအတွက်ဝမ်မှာအမျိုးသားဖိုက်တာတွေရဲ့ပွဲတွေကိုမကြာခဏခန်းစားခွင့်ရပေမဲ့အမျိုးသမီးမြန်မာဖိုက်တာတွေရဲ့ပွဲစဉ်တွေကတော့မရှိသလောက်ရှားခဲ့တာတော့အမှန်ပါပဲဒါကြောင့်လဲထိုင်းဖိုက်က Bronica ကိုဝမ်ချန်ပီယံရှစ်စီရောက်ရှိစေခြင်းကြသလို Bronica ဝမ်ကိုရောက်လာတော့လေအမျိုးသမီးအတန်ဝေတန်းကဒေလိကျဲဖိုက်တာတွေဖြစ်တဲ့ Stan Super Cut နဲ့ထိုးသက်ပြီးချန်ပီယံကပတ်တွေရရှိခြင်းတဲ့အထိ Bronica အပေါ်မှာမျှော်လင့်ချက်တွေကြီးမားခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့အဖွင့်ပွဲစဉ်မှာဗီလာကိုရှုံးနေခဲ့ပြီးနောက် Bronica ပေါ်မျှော်လင့်ချက်တွေယုံကြည်ချက်တွေဟာလည်းတဖြည်းဖြည်းနဲ့တန်ရာစဝင်လာခဲ့ကြပါတယ်။ Bronica ကိုယ်တိုင်ကလည်းအဖွင့်ပွဲတုန်းကအတန်ဝိတ်မှာပထမအဆုံးထိုးသက်ခဲ့ရတာဖြစ်တာကြောင့်ခက်ခဲတွေရှိတဲ့အကြောင်းသူမမှာအားနည်းချက်တွေရှိနေသေးတဲ့အကြောင်းကိုဝန်ခံပြောဆိုထားခဲ့ပြီးသားဖြစ်ပါတယ်။နောက်တစ်ခုကသူမကျင်လည်ခဲ့တဲ့ Thai Fight မှာက2မိနစ်3ချီပွဲတွေကိုသာထိုးသက်ခဲ့ရတာဖြစ်ပါတယ်။အခု One Championship မှာက3မိနစ်3ချီပွဲတွေထိုးသက်ရတာဖြစ်ပါတယ်။ဒါကလည်း Bronica ရဲ့တက်လို့ဘိုင်းကိုတမျိုးတစ်ပုံတက်ရောက်မှုရှိစေပါတယ်။ဂျူနီယာနဲ့ပွဲမတိုင်ခင်ဒီပွဲကိုအလဲထိုးတဲ့နိုင်ကျင်တယ်လို့ Bronica ကပြောပါတယ်။ Bronica ရဲ့ပြင်းထန်တဲ့ယုံကြည်မှုကိုနားလည်ပေမဲ့တစ်ဖက်က9ပွဲဆက်ရှုံးပွဲမရှိဖိုင်တာဖြစ်နေတာကြောင့် Bronica အတွက်မလွယ်ဘူးလို့ပဲထင်ခဲ့တာပါ။ဒါပေမဲ့ခရမ်းချက်တစ်မယ်လေးဟာသူမယုံကြည်ထားတဲ့အတိုင်းလုပ်ပြနိုင်ခဲ့ပါတယ်။ဒီကနေ့ညကရှင်မိုင်ထိုးသက်သွားခဲ့တဲ့ Bronica နဲ့ Junior Fair Test ရဲ့ပွဲစဉ်မှာတော့ Bronica ဟာဒုတိယအချိန်မှာပဲပြန်မဲ့ Junior Fair Test ကို TKO နဲ့အနိုင်ယူပြသွားခဲ့ပါတယ်။ဒီကနေ့ကောင်းလို့သလိုတကယ်လည်းခြေနဲ့အားရစရာဖြစ်ခဲ့တဲ့ပွဲစဉ်တွေလို့ဇာတ်မှာဖြစ်ပြီးပြန်မဲ့ Fighter ကိုခုလိုမျိုးဒီပွဲထဲမှာ၄ချိန်ကြီး knock down ကြောင့်ထိုးပြနိုင်တဲ့မြန်မာ Fighter တွေနဲ့ Bronica ကပထမအဆုံးဖြစ်မယ်လို့ထင်ပါတယ်။ Bronica ဟာဒီပွဲအတွက်တေချာလေးကိုပြင်ဆင်ထားခဲ့သလိုအလဲထိုးနဲ့အနိုင်ယူပြသွားဖို့အထိတေချာလေးပြင်ဆင်ထားခဲ့တာပါ။ပထမချိန်မှာတော့ Bronica ရဲ့ reach ကတော်တော်လေးတာခဲ့ပြီး Junior ရဲ့မျက်နှာကိုတစ်လုံးပြီးတစ်လုံးကိုထိတာပါ။၃ချက်ထိုးရင်2ချက်လောက်ကိုထိတာပါ။မြောက်ဆုံးဟာခြေကန်ချက်တွေထက်လက်သီးချက်တွေကိုပို့ပြီးတော့အသုံးများလာကြပါတယ်။ Bronica ရဲ့တစ်ချက်ရှောင်ပြီးထိုးစိုက်ထိုးတဲ့လက်သီးတွေက Junior ကိုတော်တော်လေးအထိနာစေခဲ့ပါတယ်။ Junior ရဲ့ကောင်တာလက်သီးချက်တွေကလည်းတစ်ချက် Bronica ကိုထိပါတယ်။ Bronica ကလည်း Soviet style ပေါင်းစင်ပုံစံမျိုးနဲ့ခြေလေးမြောက်ကနဲ့Junior ကိုလက်သီးချက်တွေရောထောက်ချီတွေပါပေးပါတယ်။ပထမခြေပြီးကန်ပြီး35စက္ကန့်အလိုမှာ Bronica ရဲ့ညာဝိုက်လက်သီးချက်ကြောင့် Junior နောက်တောင်ကျပါတယ်။ချက်ချင်းပြန်ထလာခဲ့ပေမဲ့ဟန်ချက်ပြတ်နေပါပြီ။နောက်တဲ့20စက္ကန့်ကြာမှလည်းနောက်တစ်ခါနောက်တောင်ထက်ကြပါတယ်။ Junior မဟန်တော့ပါဘူး။အချီပြီးခေါင်းလောင်းကြီးသွားလို့သာခံလာသွားခဲ့တာဖြစ်ပါတယ်။ဒုတိယအချီမှာတော့ Junior ကခွင်ထိုးဖို့လုပ်ပါတယ်။ခြေကန်ချက်တွေသုံးလာပါတယ်။နင်းချီတွေနဲ့တားတယ်။ Bronica ကလည်းခွင်မပေးရရင်ရတယ်လို့ clean shot တွေကျွေးပါတယ်။အချီစားလို့40စက္ကန့်လောက်မှာBronica ရဲ့ဇက်တိုက်လက်သီးတွဲလုံးတွေကြောင့် Junior နောက်တောင်ထက်ကြပါတယ်။ Junior တော်တော်လေးဖြာထွက်နေပါပြီ။ထိုးချက်တွေတော့မမှန်တော့ပါဘူး။10မိနစ်နဲ့9စက္ကန့်မှာတော့ Bronica ရဲ့ဖျောက်လက်သီးပြန်မှန်ပြီး Junior တခါတည်းမှောက်သွားပါတယ်။ဂျိုးဝိုင်းတိုင်ကတော့ဝိုင်းချင်းထားပေးခဲ့ရပြီးတော်တော်လေးနဲ့လည်းပြန်မထားနိုင်ခဲ့ပါဘူး။ Bronica ရဲ့လက်သီးချက်တွေကတော်တော်လေးပါသလို Junior တယောက်ခက်ကာထားတာတော့ဇက်တိုက်ဝင်လာတာဖြစ်ပါတယ်။ဒါပေမဲ့ချီကျူးရမှာက Junior ရဲ့မာကုန်ဖြစ်ပါတယ်။တော် fighter ဆိုရင်ဒီနေ့ပွဲက Bronica ရဲ့ထိုးသက်ပုံမျိုးလေးကတော့နှာနဲ့ယူရမှာသိကြပါတယ်။ Bronica တယောက်ပျော်ကြီးပျော်နေပြီးစင်ပေါ်မှာခုံပေါက်တဲ့အထိပွဲပြီးမှအောင်ပွဲခံသွားခဲ့ပါတယ်။တချို့တွေကဝေးတန်းကွာတဲ့အရက်ကွာတွေပြောနေကြပေမဲ့နှစ်ယောက်စလုံးမထိုးခင်ကလေးကဝေးချင်ပြီးမှထိုးကြတာပါတမဲ့ဝေးအတွင်းဝင်ကြတဲ့အပြင်အဖွဲကြီးကိုယ်တိုင်ကထိုးခွင့်ပြုထားတဲ့အတွက်ထိုးကြတာဖြစ်ပါတယ်ပွဲပြီးမှာ Bronica အနေနဲ့ထိုးသက်ပုံတော်တော်လေးကောင်းခဲ့တာကြောင့်ချက်တွေချင်းမြင့်တဲ့ဘောနဲ့အပေါ်စုကြီးဘတ်3သိန်းခွဲပါရရှိခဲ့ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါမယ်နောက်နေ့ပါရင်အားကစားလေးပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းဆိုလိုက်ရပါတယ်ခင်ဗျာ